ဘာလို့ကလဲကဲအခုဆိုရင်ပဲတောင်းပါလေအခုဆိုရင်ကျွန်တော်လုံးဝဟုတ်မှာအဲ့ဒါတော့လေကဲရှင်းပြသူသိရမထိုင်းဆောင်အော် foreigner အရန်နေစကားတွေအများကြီးပြောပါလေဖုန်းနံပါတ်ရဲ့နာမည်ရှင်းပြရမှာဒီမှာတောင်ပေါ်တိုင်နည်းနည်းလေးဟာရှိနေရောက်ဟောရှိနေရောက်ပြီဘာမှမသွားသေးပေါင်းကြည့်လိုက်ဒါတော့ဟုတ်တော့ဟိုပါပေါ့သူ့ရဲ့ဘယ်နှချိန်တက်တယ်ဆိုတာကိုပြောရတာလေပြမတ်တည်းနဲ့ကဲဒီမှာရေ free တောက်လို့ရပါတယ်တောင်ပေါ်တက်ရင်Hello Namaste ကဲအခုဆိုရင် Today we are going to the mountain လေ many eat that မောင်လေးတွတ်သူယူသွားတာပေါ့နမူနာရိုက်လို့ရတယ်ဆိုလေကားတော့မဟုတ်ဝင်ပဲဒီလိုနော်ကြောက်ဆက်လက်အဲ့လိုမျိုးလေကတဲ့ပုံစံလေးဆိုတော့နည်းနည်းအဆင်ပြေပါတယ်ပန်းဖြည့်ခီးသမားတွေခင်ဗျာဖြည့်တက်လုံးအမတ်တရကြီးရကြီးအောင်ဝါကြီးလာရဒီတဘောဝတရားရေးဟုတ်ကဲ့ဒါပြီဒီအပေါင်းအော်အဲ့လိုအော်ဟုတ်မှာရောက်ပြီဟုတ်ပါတယ်ကျိုးစားပေးမယ်โอเคနောက်ကပြဖြည်းတော့ကျိုးနေဆိုဒီနေ့ခွာဖြစ်တာရောက်တော့မှာပါရောက်ဟိုဒီအပေါက်တွေဖိုက်ဒီဘိုးတို့မှာကျွန်တော်2လမ်းလောက်လမ်းရောက်မင်းကထိုက်ထားတယ်တက်ရအောင်မင်းကလေးတက်တယ်ဘာလို့တက်နေဟုတ်ပြီဗျာအော်ကျိုးကဟိုဘက်ရောက်သွားတယ်ရောက်ပါပြီမနေ့အမောဖြည့်ပြီးတော့မှပဲတပုံလာရိုက်တော့တယ်ကြည့်လားဒီမှာဒီမှာလုံးဝဟိုရအောင်ရဆိုပြနေကြည့်လာဦးပုံလေးနည်းများတယ်လားဒီနေ့အောင်လို့ဒီနေ့အောင်လို့ကျွန်တော်မနေ့တက်လာခဲ့လိုက်ရပါတယ်ဒီမှာငှက်တည်းရဲ့ဒီလိုငှက်တည်းရတော့အများကြီးပဲအတိုက်တွေရောပေါ့နော်ဟုတ်အပြုံးလေးနေလားကဲဝေးတော့ရမယ်နော်ကိုကြီး review လေးကိုကြီး review လေးပြောပေးပါလုံးဝမိုက်ပါ so hot လုံးဝမိုက်ပါအစင်းကြမယ် so hot ဆိုတော့ပဒေထုတ်ကြရမယ်နော်သိပါပြီဟုတ်ကဲ့ပြီးတော့ဆင်းရဆင်းပါပြီလို့လေနောက်ဆုံးတော့အောက်ပြန်ရောက်လာပါပြီဒီမှာသူကအချိန်ပေါ့နော်ဘယ်နှစ်နာရီကိုကြီး8နာရီကနေ8နာရီကနေ9နာရီထိတက်လို့ရပါတယ်အရေးပေါ်ဖုန်းနံပါတ်တွေပေါ့နော်တကယ်လို့မတက်ခင်ဒီမှာအရေးပေါ်ဖုန်းနံပါတ်တွေကိုယူသွားပေါ့နော်တကယ်လို့ကိုကတောက်ထိတ်မှာအရေးကြီးဖြစ်ခဲ့တယ်ဆိုရင်ဒီမှာဖုန်းဆက်ပြီးတော့ဖုန်းလှမ်းဆက်လို့ရတယ်ပေါ့နော်ကဲဒီမှာအောက်ပြန်ရောက်ပြီးတော့မောနေပါပြီကဲဒီ vlog လေးကဒီလောက်ပါပဲနောက်ထပ် vlog တွေမှာပြန်တွေ့ပါမယ်